ဒီနေ့ဖောက်ကြည့်မယ့်အရုပ်ကလေးကတော့ day chat လို့ခေါ်တယ်သူကတော့နေ့အလိုက်ကလေးပေါ့နော်ဒီမှာနေ့အလိုက်ကလေးကပါတာဒီမှာ Sunday ပါမယ်တနင်္လာ busy Monday တဲ့နောက်ပြီးအင်္ဂါဘာလေးပေါက်မလို့ပေါ့နော်ဗုဒ္ဓဘူးနေ့ကလည်းချစ်စရာလေးပြီးရင်မကြတာပရိတောက်ကြတယ်မ secret ကတော့တခုရှိရဲသူကစနေနေ့လို့ပြောတယ်ဘာလေးရမလဲဘာလေးရမလဲဟောက်ကြည့်ပါမယ်ရှင်ခုံလေးပါပြီဘာလေးလို့ခြင်းလဲကြည့်ပါရခြင်းနေဆိုရင်တော့ဒီ Sunday လေးလို့ခြင်းနဲ့ပြီးတော့ဒီ Friday လေးလို့ခြင်းနဲ့ပြီးတော့ဒီ Thursday လေးလို့ခြင်းနဲ့ဘာလေးရမလဲဒီရဒီပေါ်မှာတွေ့တယ်ဘာတော့လေးပုံလေးပြီးတော့ Friday လေဒီကောင်လေးပဲကြည့်နေတဲ့အထက်မှာရုပ်ကလေးချင်းလေးပါဒီချင်းလေးလည်းပါချစ်စရာလေးချစ်စရာလေးပါဘုံနဲ့တူတူကြည့်အောင်အင်ချီလေးလည်းပါတယ်ဖက်နဲ့လေးတော့မပါဘူးလက်ကလေးကလှည့်လို့ရတယ်ဒါလေးကဖြုတ်လို့ရတယ်ဒါလေးကဖြုတ်လို့မရဒါလေးကနေဂျာပန်လိုပုံစံမျိုးလေးပေါ့နော်သူ့မျက်လုံးလေးရတယ်ကြည့်နေတဲ့ပုံစံလေးပေါ့နော်ဆက်ကလေးစိတ်ညစ်နေတဲ့ပုံစံမျိုးလေးပေါက်တယ်ဒီမှာကီချင်းလေးလည်းပါတဲ့အတွက်ကီချင်းလေးနဲ့တက်လို့ရတယ်ချစ်စရာလေးပါအင်ဂျီလေးကဖြုတ်ဝေလို့ရလားမသိအင်ဂျီလေးကဖြုတ်လို့ရမယ်ထင်တယ်ပါပါကြလားကျေးဇူးတင်ပါတယ်ချစ်စရာလေးပါကချင်လေးချစ်စရာကောင်းပါတယ်ကြိုက်ပါတယ်